ဒီနေ့ကတော့ကျွန်တော်တို့ဂျနာလေးခေါ်ရမမနေရနေပြီးတော့မှ Hope Private High School မှာ music သင်ကြားရေးတွားကြမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဂျနာလေးခေါ်ရမှာ clarinet တီးရဲ့အတွက်ဒီနေ့ကတော့ clarinet တွားတင်မှာပါအတန်းချိန်က9နာရီစမှာဖြစ်တဲ့ကြောင်းကျွန်တော်တို့နေရနေပြီးတော့မှ Hope Private High School ကိုမနက်9နာရီခွဲခန့်နေပြီးတော့မှစတင်ထွက်ခွာကြတာဖြစ်ပါတယ်တွားတဲ့လမ်းခီးတစ်လျှောက်လည်းပဲမိုးရွာထားတဲ့ကြောင်းအရန်ကိုတာယာလာပါဆင်းဆူနေပါတယ် Hope Private High School ကတော့စတင်တည်ထောင်ထားတာမကြာသေးပေမဲ့လည်းလူရည်ချွန်2ယောက်တော့မှထွက်ရှိထားတဲ့ကြောင်းဖြစ်ပါတယ်45မိနစ်လောက်ကားစီးပြီးနောက်ပိုင်းမှာတော့ကျွန်တော်တို့ Hope Private High School ကိုရောက်ရှိလာခဲ့ပါပြီ Hope Private High School ကမော်ဘီယိုနယ်မှာတည်ရှိပြီးတော့ International School နဲ့ Private School ဆိုပြီးတော့2မျိုးစလုံးရှိပါတယ်ကျောင်းဝင်းကလည်း9ဧကလောက်ရှိပြီးတော့မှအရန်ကိုတာယာလာပါတဲ့ကျောင်းလေးပါကျောင်းသားကျောင်းသူတွေကတော့မနက်ပိုင်းဆိုတာနဲ့သူတို့assembly စီကြပါတယ် assembly စီပြရတဲ့သူတို့တနေ့တာလှုပ်ဆောင်ရမယ့် schedule ကိုပုတ်ပြားပုံမှာရေးပြီးတော့မှကတ်ထားပေးပါတယ်နောက်ဆုံးတော့လေကျွန်တော်တို့ကျောင်းကိုရောက်ရှိလာပါပြီကျောင်းကိုရောက်ရှိလာတဲ့နဲ့ကျွန်တော်တို့ဒီပန်ကလေးမှာထိုင်ပြီးတော့မှဒီနေ့လှုပ်ဆောင်ရမယ့် schedule တွေကိုတိုင်ပင်ကြပါတယ်ဒီနေရာလေးကတော့မိဘတွေလာတွေ့မယ်ဆိုလို့ရှိရင်မိဘတွေနဲ့သူစကားတွေပါတယ်ပြောတဲ့နေရာလေးဖြစ်ပါတယ်။ကျောင်းဝင်းကိုရောက်တာနဲ့ဒီလိုမျက်ခင်းစိတ်အခြေရှိနေရာနဲ့ရှိပြီးတော့မျက်စိအေးစေုံတော့မှကစိတ်ကိုလည်းအေးချမ်းသာရစေပါတယ်။ဒါကတော့ Hope International School ပါဒီ Hope International School မှာတော့မူလတန်းကျောင်းသားတွေတက်ကြပါတယ်။နေ့လည်နေ့ခင်းဆိုရင်ဒီလိုမျက်ခင်းစိတ်အခြေကြီးမှာကလေးတွေကပြေးလာဆော့ကစားနေတဲ့ပုံရိပ်လေးတွေလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီနေရာကတော့မူလတန်းကလေးတွေကစားတဲ့ကစားကွင်းမှာဒီနေရာကတော့ကျွန်တော်တို့ music တင်ရမယ့်အဆောင်လေးဖြစ်ပါတယ်။ဘာမှတော့မဆိုင်ပေမဲ့ဒီတိုင်းပန်းလေးလာလို့ရလာခဲ့ပါတယ်ကျွန်တော်တို့တင်မဲ့ဆောင်တော့တကယ်တမ်း6တန်း9တန်း10တန်းဆောင်မှာရေမြောင်းတွေကလည်းကြည်လွန်းလို့9ရီတောင်မွေးထားလို့ရမယ်ထင်တယ်ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ကတော့ music theory ရင်တင်မှာပါ music theory တင်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ instrument တွေတင်မှာဖြစ်ပါတယ် instrument တွေကတော့ violin viola cello clarinet flute recorder ukulele တို့ပဲဖြစ်ပါတယ်အခန်းတိုင်းမှာလည်းကျောင်းသားတွေရဲ့စိတ်ကူးတွေကို decoration ဆင်ထားတာအရင်စိတ်ဝင်စားစရာကောင်းပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ရဲ့ instrument တင်တဲ့ပထမဦးဆုံးနေ့ဖြစ်တာကြောင့်အခန်းလေးတွေကိုတေချာလေးစီစစ်ပြီးတော့မှခွဲနေကြတာဖြစ်ပါတယ်ဒါကတော့ grade 7ကကျွန်တော်ငယ်ဆုံးညီလေးပါ music theory ကိုအခန်း ABC 3ခန်းခွဲပြီးတော့မှတင်ကြားပေးပါတယ် Hope Private High School ရဲ့ကောင်းတဲ့အချက်ကကျောင်းစာတစ်ခုကိုပဲတင်ကြားပေးတာမဟုတ်ပဲဒီလိုမျိုး music အကကိုရီးယားစာအင်္ဂလိပ်စာစတာတွေအပြင်ကျောင်းသားတွေရဲ့စိတ်ကိုပြပြပြောင်းလဲပေးနိုင်တဲ့ mind education ကိုလည်းဘာသာရပ်တစ်ခုအနေနဲ့တင်ကြားပေးလက်ရှိနေတာဖြစ်ပါတယ် Hope Private High School ကနေထွက်လာတဲ့ကျောင်းသားဆိုရင်တော့တေချာပေါက် music အခြေခံအင်္ဂလိပ်စာကိုရီးယားစာအခြေခံရှိကြမှာပါကျွန်တော်တို့ကတော့ Hope Private High School မှာတပတ်ကိုတရက် music တင်ကြားပေးနေပါတယ် music အပြင်အခြား academy တွေကိုလည်းတပတ်ကိုတရက်တင်ကြားပေးနေတာဖြစ်ပါတယ်တလောကမှာကိုရီးယားမှာအကတွက်ပြန်ပြီး Grand Prix ရခဲ့တဲ့ Azalea Star အကပွဲကလည်းဒီ Hope Private High School မှာအကတင်ကြားပေးနေတာဖြစ်ပါတယ်ဒါကတော့ Wind Instrument တင်ကြားကြမဲ့ကျောင်းသူကျောင်းသားတွေပဲဖြစ်ပါတယ်ကျွန်တော်လည်းတယောက်တည်းရှိတဲ့ကျွန်တော်ရဲ့ clarinet ကျောင်းသားလေးကိုတင်ကြားပေးဖို့ instrument ထုတ်ပြီးပြင်ဆင်နေတာပါကျွန်တော် clarinet စတင်တော့ဆိုလို့ရှိရင်ဒီပထမနေ့မှာလုံးဝအတန်မထွက်ဘူးပေါ့နော်လေပဲအတန်ပဲထွက်ပါတယ်ကျွန်တော် clarinet စတင်တော့ဆိုပထမနေ့မှာအတန်တော့မထွက်လာလို့ဒီ clarinet ကလုံးဝကျွန်တော်နဲ့ပါမီမပါဘူးဆိုပြီးတော့မှကျွန်တော်မတင်ဖို့ရန်အတွက်ဆုံးဖြတ်ခဲ့တဲ့အချိန်ကြီးရှိခဲ့ပါတယ်ကျွန်တော်တို့ကလိုပဲဒီကျောင်းသားလေးလည်းစိတ်သက်ကြသွားမလားဆိုပြီးစိုးရိမ်နေစိတ်တွေအများကြီးရှိခဲ့ပါတယ်ဒါပေမဲ့လည်းမထင်ထားစရာပဲသူကပထမနေ့မှာတင်အတန်ထွက်အောင်မုတ်နိုင်တာကြည့်တဲ့အခါမှာကျွန်တော်ထက်အများကြီးပါရမီပိုရှိနေပါလားလို့လည်းစဉ်းစားမိပါတယ်ဒါကတော့ကျွန်တော်တို့ဒီ flute တင်နေတာဖြစ်ပါတယ် flute ပထမနေ့မှာလည်းတော်တော်လေးစိတ်သက်ကြနေပြီထင်တယ်ဒါပေမဲ့လည်းစိတ်ပူစရာမလိုပါဘူးဒီကျောင်းမှာကစိတ်သက်နဲ့ပတ်သက်တဲ့ mind education ကိုကောင်းကောင်းသင်ကြားပေးတာဖြစ်လို့ကျောင်းသားတွေကလည်းတော်တော်လေးကိုစိတ်သက်ခွန်အားရှိကြပါတယ်ကျွန်တော်တို့ Wind Instrument ရဲ့အားနည်းချက်ကတော့တီးပြင်းအောင်ပြန်သိမ်းတဲ့အချိန်က10မိနစ်လောက်ကြာပါတယ်ဒါကတော့တရောတင်ကြားတဲ့ class ပဲဖြစ်ပါတယ်ဒီ violin class ကိုသင်ကြားပေးနေတဲ့ဆရာကတော့ဂျနာလဲခွာရဲ့ concept master ဖြစ်တဲ့ဆရာဆန်းဝင်းအောင်ပါဒီကျောင်းမှာကဒီလိုမျိုး academy လေးတွေလည်းတေချာပြုလုပ်ပေးထားတာဖြစ်တဲ့ကြောင့်ပွဲရရှိမယ်ဆိုလို့ရှိရင်လည်း professional sense performance လေးတင်ဆက်လေးရှိကြပါတယ်ဒါကတော့ ukulele class ပါဒီလိုမျိုး academy အစီအစဉ်လေးတွေအများကြီးရှိရတဲ့ကြောင့်ကိုကဘယ်နေရာမှာ talent ပါလဲမပါဘူးလဲဆိုတာကိုတေချာလေးသိရှိသွားကြမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဒါကတော့ကျွန်တော်တို့ဂျနာလဲခွာရဲ့တနေ့တာ music တင်ကြားတဲ့ vlog လေးပဲဖြစ်ပါတယ်အဆုံးလေးကြည့်ပြီးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် bye bye